လို့ပြောလိုက်တာနဲ့သူ့ကိုဘယ်ကစသိရလဲမြို့ထဲမှာကားရများနေတော့တိုက်မှာဆိုလို့ဘောညီမလေးရဲ့ဒီနေ့ပြောသွားမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့သရုပ်ဆောင်အကယ်ဒမီပြည်တီဦးအကြောင်းကိုပြောသွားမှာပါကျွန်တော်တို့ကလွယ်လွယ်ကူကူနဲ့ဟိုနေရာတနေရာရခဲ့တာမျိုးမဟုတ်ဘူးလေအားလုံးမင်္ဂလာပါစွန်ပါစွန်ကတော့ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့စွန်အနေနဲ့အရင်တုန်းက presenter လုပ်ခဲ့တဲ့တန်းတစ်လျှောက်မှာအမှုပညာရှင်တွေနဲ့ interview အစီအစဉ်တွေလည်းအများကြီးရိုက်ကူးခဲ့ပါတယ်အဲ့ဒီတဲကမှဒါထိပ်တန်းမင်းသားလည်းဖြစ်တဲ့တရုတ်ဆောင် Academy ပြည်တီဦးဟောနော်ကိုပြည်တီဦးနဲ့တွေ့ဆုံတဲ့အခါမှာသူ့ရဲ့ရိုက်ကွင်းကိုတွားရောက်ပြီးတော့သူ့ရဲ့အမှုပညာလှုပ်ရှားမှုတွေသူ့ရဲ့အမှုပညာရှောက်လန်းမှုတွေအကြောင်းကိုမေးခဲ့ပူတာပေါ့နော်ကျွန်တော်ခံယူထားတဲ့ခံယူချက်ကတော့ဘယ်လို့ပဲလို့ပေါ့နော်ကျွန်တော်မှအစွမ်းရှိသလောက်တော့ကျွန်တော်အမြဲတမ်းစူးစမ်းပြီးတော့အစွမ်းကုန်စူးစမ်းတယ်ပေါ့နော်ကျွန်တော်တို့ကလွယ်လွယ်ကူကူနဲ့ဟိုနေရာတနေရာရခဲ့တာမျိုးမဟုတ်ဘူးလေကျွန်တော်တို့တွေကျတော့အရန်ကိုခက်ခက်စူးစမ်းရတယ်ဆိုတော့စိတ်ထဲမှာကအမြဲတမ်းတွေးလန့်တယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ငါအရန်စူးစမ်းမှဖြစ်မယ်โอเคဆိုတော့ပြည်တီဦးလို့ပြောလိုက်တာနဲ့ပြိသက်ကြီးကသူ့ကိုဘယ်ကစသိရလဲအဲ့ဒါကရည်တဲ့သူကဆလုံးပေါင်းမှားတာညီမလေးရဲ့အမှန်တကယ်ကဖြည်းဖြည်းစွာဖောက်ထုတ်ရက်ရက်ကိုညှတ်တတ်နဲ့ဖြည့်ရတယ်ရေးတော့အမှန်ဖတ်တော့အတန်းနဲ့မြန်မာစာမြန်မာစကားဆိုတဲ့အစီအစဉ်ပေါ့နော်ဆိုမလို့9တန်း10တန်းအရွယ်လောက်က TV မှာလာတဲ့မြန်မာစာမြန်မာစကားဆိုတဲ့ရုပ်သံအစီအစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့ပုံရိပ်တွေတွေ့ရတာပေါ့နော်သူကအိုက်တုံးနဲ့ရတာတတက်ကလေးနဲ့အရန်ချစ်မွေးပါတဲ့သူတယောက်ပေါ့အဲ့ဒီကနေစတင်ပြီးတော့သူကနောက်ပိုင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်အဖြစ်ရှမ်းတောက်အောင်မြင်ကြော်ကြားခဲ့တာပေါ့နော်ဆိုတော့သူ့ရဲ့ပရိသတ်တစ်ယောက်ကလည်းဆိုမဒီနေ့ရိုက်တဲ့နေရာကိုရောက်နေတယ်ဆိုတော့သူ့ကိုလည်းအမှတ်တရလေးမေးကြည့်လိုက်ရအောင်ကျမဟို4တန်းတော့ပေါ့နော်4တန်း5တန်းတော့ပေါ့နော်ဒီကျောင်းဆင်းတော့ဒီစုလေးပတ်လန်းမှာကျောင်းကားနဲ့ပြန်နေနေနောက်မှာကျမမြန်မာစာမြန်မာစကားဆိုတဲ့ဇလန်းတွဲတွေကိုကျမအရင်ကြိုက်တယ်ကိုပြည်သူကိုလည်းမှတ်မိနေရပေါ့နော်အဲ့တော့ကျမတွေ့လိုက်တာကိုပြည်သူနောက်မှာကားလေးမောင်းစနီပစ်ကက်အဖြူအောင်လေးနဲ့ပေါ့နော်ကျမကိုပြည်သူဆိုပြီးတော့လမ်းပြီးနှုတ်ဆက်လိုက်တဲ့ကျတော့ကလေးတွေကိုလုံးဝသူတတက်လေးတောင်မြင်လိုက်သေးတယ်မှတ်မိသေးတယ်ကလေးတွေကိုသူအားဝမ်းတာကိုနှုတ်ဆက်ပြရပေါ့နော်အရန်ကိုဖော်ရွေတဲ့ကိုပြည်သူပါပေါ့နော်ကျမသူ့ကိုလည်းအရန်သဘောကျတယ်မင်းသားတစ်လက်ပေါ့နော်ဟုတ်အဲ့လိုပေါ့နော်စုမှုဆိုရင်လွန်ခဲ့တဲ့17နှစ်ကအင်တာဗျူးတစ်ခုအတွက်သူ့ရဲ့ရှူတင်ကိုလိုက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ကိုပြည်တီဦးကလေတကယ်ကိုနွန်းနွန်းထွေးထွေးနဲ့သူ့ညီမလေးတယောက်လိုမျိုးပေါ့နော်ဖော်ဖော်ရွေဆက်ဆံနေပြီးလို့ရှိရင်လည်းသူရိုက်နေတဲ့အချိန်မှာမအားတဲ့ခါမှာညီမလေးဒီတစင်းလေးပြီးလို့ရှိရင်အကိုအင်တာဗျူးဖြေပေးမယ်နော်ဆိုပြီးတော့နေရာလေးတနေရာပေးပြီးတော့စုံမမေးသမျှတွေကိုလည်းတကယ်ကိုအချိန်ပေးပြီးတော့တည်တည်ချာချာလေးလေးနက်နက်ဖြေပေးခဲ့ပါတယ်အဲ့ဒီတဲကသူ့ရဲ့စကားတချို့ကိုအမှတ်တရအနေနဲ့နားထောင်ကြည့်လိုက်ရအောင်ဟိုကျွန်တော်ကျတော့ဟိုစမ်းတို့ဘာလို့ကျတော့လဲတအားကြီးအားကောင်းခဲ့တာမျိုးမဟုတ်ဘူးလေအဲ့တော့ဘာပဲလို့ငါဟိုလေးလေးနက်နက်နဲ့အစွမ်းကုန်စူးစမ်းမှအစွမ်းကုန်ဟိုအင်အားစိုက်ထုတ်မှရမယ်ဆိုတော့အတိစိတ်တက်ကဟိုအရင်မအောင်မြင်ခင်အချိန်တွေကတည်းကဆွဲနေခဲ့တာဆိုတော့ဒီဘက်လက်ရှိအချိန်တွေမှာလည်းအဲ့လိုစိတ်မျိုးအမြဲတမ်းရှိနေတော့ဘယ်လိုကမျိုးပဲဖြစ်တော့ကျွန်တော်တို့အင်အားစိုက်ထုတ်ပြီးတော့စူးစမ်းပါတယ်သူနဲ့အင်တာဗျူးတာတော့မိနစ်20နီးပါးရှိတာပေါ့နော်အဲ့ဒီကမှတချို့တလေကိုစုံမှာပြန်ထုတ်ပြီးတော့ပြပေးတာပါအခုဆိုလို့ရှင်လည်းပေါ့နော်အကိုစီမှာဒုတိယရင်သွေးလေးပိုင်ဆိုင်ထားတယ်ပေါ့အခုအကိုရဲ့သားနဲ့သမီးတို့ကိုအကိုအနေနဲ့ဟိုအခုသားလေးလည်းပိုင်ဆိုင်ထားတယ်ကလေးနှစ်ဦးရဲ့ဖခင်တယောက်ပေါ့နော်အဲ့တုန်းကစုံမရဲ့ပုံစံပေါ့နော်စုံမကကြတော့ဟိုမင်းသားဟိုအရန်ရှိန်နေတာပေါ့နော်သူ့ကိုရှိန်ပြီးတော့နည်းနည်းကြောက်ပြီးတော့အတန်းအသိမ့်မထွက်တော့ဘူးतू ကတော့ तू ကနွန်းနွန်းတွဲဆက်ဆံပေးတယ်ဖော်ရွေတယ်ရတယ်ညီမလေးရတယ်ဘာမှမဖြစ်ဘူးပြောပေမဲ့လေသူ့ရဲ့အချိန်ဝါတစ်ခုကိုကြောက်ပြီးတော့သူ့ကစကားပြောတိတ်မရဲတရဲဖြစ်နေဒီပုံစံကအနေနဲ့အနေနဲ့အဲ့ရင်ထဲကခန်းစားချက်ပီတိလေးနည်းနည်းတော့ပြိသက်တွေကိုဝေမျှပေးပါဦးဒါဟောပေါ့တားတယောက်သမီးတယောက်ဆိုတော့အားလုံးပြောသလိုပဲပြောရမယ်ဆိုရင်တော့ပြည့်စုံတယ်လို့ပြောလို့ရတာပေါ့နော်သမီးလေးမွေးတော့ကလည်းပျော်တယ်တားကိုမွေးလာလိုက်တဲ့အခါကျတော့ तू ကဘာဖြစ်သွားလဲဆိုတော့ခန်းစားချက်လေးတစ်ခုပို့လာတယ်သူကအားရှိသွားတာပေါ့နော်တခါကျတော့လည်းဘယ်လိုပြောမလဲဆိုတော့ဟိုကျွန်တော်တို့ဒီကိုယ့်ရဲ့ဘဝတစ်လျှောက်ကိုဖြတ်တန်းကြရတဲ့နေရာမှာခက်ခဲတဲ့အချိန်တို့ပင်ပန်းတဲ့အချိန်တို့တခါတလေစိတ်ထက်ကြသလိုအားငယ်သလိုဖြစ်တဲ့အချိန်တို့စသဖြင့်ပေါ့ကျွန်တော်တို့တွေဘယ်သူမှမဆိုအများတန်းကြုံကြရတာပါပဲမကြုံရတဲ့လူဆိုတာမရှိပါဘူးဒါပေမဲ့အဲ့လိုပေါ့သားလေးကိုမွေးလာလိုက်တဲ့အချိန်မှာအားလေးရှိသွားတယ်ဟဲ့ငါသားလေးပေါ့နော်ယောက်ျားပေါ့နော်ယောက်ျားလေးပေါ့နော်ဆိုတော့တချို့နေရာလေးတွေမှာဟာငါနဲ့တိုင်းဝင်မလေးတွေမြန်ဖြစ်မလားတချို့နေရာမှာအာကူရတဲ့သားမြန်ဖြစ်မလားပေါ့နော်အာကူရတယ်ဆိုတာကလည်းဒီလိုပါပဲဟိုလေ
တာသမီရှိရနေပြီးတော့မျောလင်းချက်ကြီးတစ်ခုနဲ့အာကူတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးတင်မလားဘာပဲဖြစ်ဟိုဒိုးရူပေါင်းဘက်ပေါ့နော်ရဲဘော်ရဲဘက်တယောက်တကယ်ကိုယ့်ရဲ့အရင်နီးဆုံးရလိုက်တဲ့ဆိုတဲ့ဟာမျိုးနဲ့အားရှိသွားတဲ့ခံစားချက်လေးတော့သားမှာတော့နည်းနည်းပို့ပြီးတော့ရတာပေါ့နော် ဟုတ်ကဲ့ပါဒါကတော့ထက်ဆင့်အကယ်ဒမီပြေတီဦးနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုစုံကပြန်ပြီးတော့တင်ဆက်ပေးခဲ့တာပါနောက်ထပ်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းစုံဒီရိုက်ကူးရင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအကြောင်းတွေအမှတ်တရတွေအများကြီးကိုထပ်ပြီးတော့တင်ဆက်ပေးသွားပါအောင်ဝင်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲတတား